ရောမြတ်စွာဘုရားဟောတာသမပတ္တိဆိုတဲ့သုတ်တံမှာဟောထားပုံလေးကြည့်ကံကောင်းတယ်ဆိုတာကိုယ်တဏ္ဍမှာကုသိုလ်တရားတွေဖြစ်မှကံကောင်းတယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုရင်အနဝိဇ္ဇာဒုက္ခဝိပါကလက္ခဏာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာတွေကိုပေးနိုင်တာကုသိုလ်တရားတဲ့အဲ့ဒီကုသိုလ်တရားကိုယ်တဏ္ဍမှာရှိဖို့ဒါကြောင့်မို့ကံကောင်းခြင်းစိတ်ထားကိုပြင်စိတ်ထားကြတော့ပြင်မွေးရမေးကြသတိမထားကြဘူးဘုရားဘာသာဖြစ်ပြီးတော့စိတ်ထားမကောင်းတဲ့လူတွေအများကြီးဖြစ်ဘုရားဘာသာဖြစ်ပြီးမြတ်စွာဘုရားရဲ့အဆုံးအမနဲ့အညီမနေနိုင်ပဲနဲ့စိတ်ပုတ်စိတ်ရုပ်တွေနဲ့အေးကြတာတွေကအမတန်မှများအဲ့တော့စိတ်ထားကိုဘယ်လိုပြင်ရမလဲလို့ဆိုတာကိုကြည့်မြတ်စွာဘုရားရဲ့အဆုံးအမအပေါ်သို့မဟုတ်ကောင်းတဲ့အလုပ်လုပ်ရတဲ့အပေါ်မှာယုံကြည်မှုစိတ်ဝင်စားမှုနေပါတာကိုအတ္တထသရတရားကင်းမဲ့ခြင်းလို့ဆိုတော့လူတယောက်ဟာစိတ်ဝင်စားမှုဆိုရင်ကိုယ်အိမ်မှာကိုယ်ဝယ်ထားတဲ့ဘုရားကတော်တန်ရှင်းလုပ်ချင်မှလုပ်ပါတယ်စိတ်ဝင်စားပန်းလဲဖို့လည်းစိတ်ဝင်စားဥပုံနေဥပုဆောင်ဖို့လည်းစိတ်ဝင်စားမနဲ့ထားတန်ဃာတွေဆွမ်းလောင်းဖို့ဆိုစိတ်ဝင်စားအဲ့ဒီလိုတရားပွဲရှိလို့တရားပွဲသွားဖို့တရားနာဖို့စိတ်ဝင်စားအဲ့ဒါအတ္တတလို့ခေါ်တယ်အဲ့ဒီအတ္တတဆိုတဲ့မယုံကြည်မှုရှိလို့ရှိရင်စိတ်ကောင်းတဲ့အလုပ်ကိုစိတ်ဝင်စားဖို့ဆိုရင်ကံမကောင်းဘူးတဲ့ဒါကြောင့်ကံမကောင်းစိတ်တတ်တဲ့စိတ်မဝင်စားဘူးကောင်းတဲ့အလုပ်ပေါ်မှာစိတ်မဝင်စားဘူးဆိုတဲ့တရားတရားကင်းမဲ့နေတဲ့စိတ်ထားကိုတရားတရားထက်သန်တာနဲ့ပြုပြင်ပေးလိုက်ပါစိတ်မဝင်စားရင်စိတ်ဝင်စားအောင်လုပ်ပါဘယ်ဆရာတော်တရားဟောရသော်ဘုရားတရားတွေကပဲဟောကြမှာပဲဖြစ်တယ်သွားပြီးတော့တရားနာပါနာပြီးတော့တရားနာမယ်အတိညာတိုးအောင်နာမယ်ရေရမောရလို့ဆိုတဲ့အတွေ့တွေနဲ့မတွေးပါနဲ့ဘယ်တရားပွဲကရည်ရတယ်ဘယ်တရားပွဲကတော့ငိုက်တယ်ဆိုတာမျိုးတွေမဖြစ်စေတရားနာတယ်ဆိုတာဘာအတွက်နာအတိညာရဖို့နာအနုဆိုလည်းကအညောင်းခံပြီးဘာလို့လာငုတ်တုတ်ထိုင်မလို့အတိညာရမှတန်ဖို့ရှိတော့ဟောဒါကြောင့်မို့မယုံကြည်မှုဆိုတဲ့တရားတရားကင်းမဲ့တဲ့စိတ်တွေသဘောတရားကိုယုံကြည်မှုဆိုတာကိုယ်စိတ်ထားနဲ့ယုံကြည်မှုဆိုတဲ့စိတ်ထားပဲရအောင်ပြုပြင်ပေးရမယ်ဒါတစ်ချက်အဟိရိကဆိုတဲ့လောကလူတွေဟာမဟုတ်တာလုပ်ရမှာမရှက်ဘူးမဟုတ်တဲ့အလုပ်ကိုမယုံမုန်းဘူးအဲ့ဒီမဟုတ်တဲ့အလုပ်ကိုမယုံတဲ့အဟိရိကဆိုတဲ့စိတ်သဘောထားကိုပြင်လိုက်ပါမဟုတ်တာလုပ်ရမှာရှက်တယ်မဟုတ်တာလုပ်ရမှာယွန်းတယ်မကောင်းမှုအကုသိုလ်ဆိုတာလူသိမသိဒီလုပ်ဟာအလိုလူမလုပ်ဘူးဆိုပြီးတော့ယွန်းမုန်းတယ်ဆိုတဲ့ဟိရိစိတ်ထားမျိုးရောက်အောင်ပြင်ပါအရှက်မဲ့တဲ့စိတ်ထားမျိုးမထားပါနဲ့အရှက်ရှိတဲ့စိတ်ထားမျိုးထားပါအနုတ္တပမောဒလုံးရတာမကြောက်လန့်ဘူးဖြစ်ပေါ်လာမဲ့ဒုက္ခတွေကိုခရုမဆိုင်ဘူးဒီဘဝဒီကိုယ်ဆံဟိုဘဝဟိုကိုခံလိုက်မယ်ဆိုတဲ့အတွေးတွေနဲ့မကြောက်ဘူးမကောင်းတဲ့အလုပ်ကိုလက်ရဲစရဲလုပ်တယ်ဆိုတဲ့အနုတ္တပအိုးဖလန်ဆိုတဲ့အကောင်ဟာပြောင်းနိုင်မီးလေးထွန်းထိုင်လှတယ်ထင်ပြီးတော့မီးတောက်ထဲကိုခုံဆင်းတတ်တယ်ခုံဆင်းလိုက်တာနဲ့တပြိုင်တည်းရှဲကနေဆိုမီးတောက်တာခါအဲ့ဒီသဘောပဲအနုတ္တပရဲ့သဘောမကြောက်ဘူးမကြောက်သည့်အတွက်ကြောင့်သက်ဆုံးသွားတယ်အေးမကောင်းမှုလုပ်ရမှာမကြောက်ဘူးပတ်ဝန်းကျင်ကိုခရီးမဆိုင်ဘူး I don't care ဆိုတဲ့လူတွေပေါ့နော်ဘယ်သူမှခရီးမဆိုင်ဘူးဆိုတဲ့အဲ့ဒီစိတ်ဓာတ်မျိုးကိုပတ်ဝန်းကျင်ကိုလေးစားမယ်အမေဖေးဆရာသမားရဲ့ဂုဏ်သိက္ခာကိုထိမ့်မယ်ကိုယ်ပတ်ဝန်းကျင်ကိုလူမျိုးကိုထိမ့်မယ်ဆိုတဲ့ပတ်ဝန်းကျင်ကိုလေးစားတဲ့စိတ်ဓာတ်မျိုးထားပါပြင်ရမှာဖြစ်တယ်ပေါ့မကောင်းတဲ့အလုပ်ကိုမလုပ်ဘူးနောက်တစ်ခုကဘာတော့လူတွေမှာစိတ်ဓာတ်နှမျိုးရှိတယ်အလုပ်တစ်ခုလုပ်ချင်လုပ်မယ်ဆိုရင်အချိန်ဆွဲတယ်အပြင်းထူတယ်အချိန်ဆွဲတယ်ဆိုတော့ဘယ်လိုဆွဲလဲဆိုစောပါသေးတယ်စောနေတဲ့အချိန်ဆိုရင်စောသေးတယ်ဟောရာသီဥတုကအေးလို့ရှိရင်လည်းရာသီဥတုကအေးတယ်အေးလွန်းနေတယ်ပူတဲ့အခါကျတော့လည်းပူလွန်းနေနောက်ကျသွားလို့ရှိရင်လည်းနောက်ကျသွားပြီစင်ကြီးလေးတွေပေးပြီးတော့လူဟာအပြင်းထူတတ်တယ်အဲ့ဒီအပြင်းထူအချိန်ဆွဲတဲ့အကျင့်ကိုစိတ်နေသဘောထားကိုဖယ်ရှားပြရမယ်ဘယ်လို့ကိုကစောစီစီရောက်အောင်လုပ်ပြီးတော့ကိုလုပ်ပြီးအောင်ကြိုးစားမယ်ဆိုတဲ့လုံလဝိရိယရှိရအဲ့လိုလုပ်တဲ့အခါမှာစင်ကြီးပေးတတ်တဲ့လူတွေအလူပွဲတစ်ပွဲလူတယောက်ရောက်လာတဲ့အခါမှာဝေယဝိဆာလှုပ်ရှားတွေတွေ့တော့ကျွန်တော်အလှပွဲကြီးဝိုင်းလှုပ်ချင်လိုက်တာဗျာဒါပေမဲ့ထမင်းကမစားသေးလို့ဘိုက်စားလို့ဝိုင်းတော့ဝေယဝိဆာတွေလှုပ်ချင်ပါတယ်ဒါပေမဲ့ဘိုက်ကစားနေသေးတယ်
ဟုတ်ထင်ပြီးသူထမင်းကျွေးကြထမင်းစားပြီးတဲ့အခါလှုပ်ရှားရှိတယ်လေအများကြီးကျုပ်လှုပ်ချင်တယ်ဗျာဒါပေမဲ့ဘိုက်ကလေးနေတယ်ခုထမင်းစားတော့ကလည်းစားလို့အကြောင်းပြထမင်းစားပြီးပြန်တော့လည်းဘိုက်လေးလို့အကြောင်းပြတော့မလှုပ်တာတူတူပဲလေအဲ့ဒါအချိန်ဆွဲခြင်းအပြင်းထူခြင်းပဲဖြစ်တယ်လောကမှာနေတဲ့ပုဂ္ဂိုလ်တွေဟာအချိန်ဆွဲခြင်းအပြင်းထူခြင်းဖြင့်ကြီးပွားတိုးတက်မှုမရနိုင်ဘူးတဲ့ဒါကြောင့်မို့ပြင်းရည်ခြင်းအပြင်းထူခြင်းအချိန်ဆွဲခြင်းဆိုတဲ့အကျင့်ဆိုးစိတ်တွေသဘောထားတွေကိုပြင်ပြီးတော့ဘာလို့နောက်မဆုတ်ပဲတက်တက်ကြွကြွချိုးစားအထုတ်ပဲဆိုတဲ့လုံလဝိရိယစိတ်တွေသဘောထားကိုပြင်မှာအဲ့ဒါဆိုရင်ကံကောင်းလာပါလိမ့်မယ်ကံကောင်းခြင်းအဲ့ဒါလုပ်ဖို့လို့အဆောင်နေဆောင်မနေနဲ့ဒီတိုင်းနေနော်ကံကောင်းလာလိမ့်မယ်နောက်ဆုံးအရေးကြီးဆုံးကတော့ဘာလို့ဆိုရင်စဉ်းစားဉာဏ်မရှိဘူးဆိုရင်ကံမကောင်းနိုင်ဘူးလုံးတင်တာနဲ့မလုံးတင်တာမစဉ်းစားတတ်ဘူးစီးပွားရှာတဲ့အခါမှာလည်းပဲဒီစဉ္ဉ္တုံတရားမရှိဘူးဆိုရင်စီးပွားဥစ္စာမဖြစ်ဘူးစဉ္ဉ္တုံတရားရှိအသိဉာဏ်ကျဲကျဲပြန့်ပြန့်စီးပွားအထုတ်မယ်ဆိုလို့ရှိရင်စီးပွားဥစ္စာဖြစ်တယ်တိုးတက်များပြားသွားတဲ့ပုဂ္ဂိုလ်ရဲ့စီးပွားဥစ္စာဒီပတ္တနောမျိုးကနေပြီးတော့ကမ္ဘာကုလသမဂ္ဂမှာအတွင်းဝန်ချုပ်ထီအောင်ဖြစ်သွားတာဥတ္တဆိုတာအလုံးသိနေတယ်သူဟာပြင်းထူနေလို့ဖြစ်တာလားကြိုးစားလို့ဖြစ်တာလားပညာမဲ့ရဲ့တန်းနဲ့ဖြစ်တာလားပညာရှိလို့ဖြစ်တာလားပြောကောင်းပြောကြလိုက်မယ်ဥတ္တကံကောင်းတယ်လို့နော်တကယ်ကတော့ဥတ္တမှာအခုလို့အရေးချင်းကောင်းနေရှိလို့ဖြစ်တာဖြစ်တယ်သူဟာအပြင်းမထူဘူးပညာထက်မြက်တယ်မကောင်းတဲ့အလုပ်ကိုရှက်တယ်ဥတ္တရှစ်ပုံလေးတခုပြောပြမယ်ဗမာဥတ္တဆိုတဲ့အထုပ္ပတိစာအုပ်ကိုပထမအင်္ဂလိပ်လိုရေးတာအင်္ဂလိပ်လိုရေးတဲ့အခါကျတော့စာရေးဆရာမကဥတ္တစီသွားပြတယ်စာမှုမှသွားပြတော့ဥတ္တကကြည့်ပြီးကျွန်တော်မဖတ်တော့ပါဘူးတဲ့ဘာဖြစ်လို့လဲကျွန်တော်တခုပြင်မိရင်ကျွန်တော်ပတ်သက်သွားလိမ့်မယ်ကိုထုပ္ပတိကိုလုံးသလိုဖြစ်သွားလိမ့်မယ်ကျွန်တော်တခုပြင်မိမှဆိုလို့မဖတ်တော့ပါဘူးတဲ့အဲ့တော့အဲ့ဒီမျိုးသမီးကဘာပြောတော့ဆိုရှင်ပြင်မိတယ်ပြင်ကြရှိတယ်ပြင်လိုက်ပါပေါ့ဘေးကဘယ်သူမှမသိပါဘူးရှင်ပြင်တယ်ဆိုတော့ဘယ်သူမှမသိပါဘူးကျွန်တော်သိတယ်လေတဲ့သူပြောတာအဲ့တော့သူကမဟုတ်တာမလုပ်ချင်ဘူးဆိုရင်စိတ်ဓာတ်မထင်ရှားပဲဘူးလားနော်သူမပတ်သက်ချင်ဘူးဆိုတာကိုဘယ်သူမှသိမသိဒါအဓိကမဟုတ်ဘူးသူပတ်သက်နေတာမလုပ်ချင်ဘူးသူထုတ်ပတ်တိကိုသူရေးတယ်ဆိုတော့သူစိတ်ထဲမှာဝါကြွားတယ်လို့ထင်ကောင်းထင်ပြီးလိမ့်မယ်တချို့ချက်တွေအကယ်၍စာရေးဆရာမကရေးထားတော့မပြည့်စုံဘူးဆိုရင်သူကဖြည့်လိုက်လိမ့်မယ်ဖြည့်လိုက်လို့ရှိရင်သူဖြည့်လိုက်တဲ့ဟာအမှန်ပင်ဖြစ်စေကမို့သူဖြည့်လိုက်သည့်အတွက်ကြောင့်ဝါကြွားတယ်လို့ဖြစ်ခြင်းနဲ့ဖြစ်သွားတော့အဲ့ဒါမျိုးကိုသူကိုယ်တိုင်မပတ်သက်ချင်ဘူးလို့ပြောတယ်ဘယ်သူမှသိတာမှမဟုတ်ပဲနဲ့ဆိုကျွန်တော်သိတယ်လေတဲ့ပြောတယ်တခေါမဲ့ပြန်ပြောတော့ကျွန်တော်သိတယ်အဲ့ဒီထုပ္ပတိစာအုပ်ဏိဌံဖတ်ဖို့ရင်သိပါလိမ့်မယ်ဒီလိုရေးထားတယ်ဆိုတာနော်အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားတော်နဲ့အညပဲမြတ်စွာဘုရားဟောတယ်လေတိတ်ကွယ်ရမှာမဟုတ်တာတွေလောက်တာလူတွေအထင်ကြတယ်ဘယ်သူမှမသိဘူးလို့ထင်ကြတယ်တဲ့မြတ်စွာဘုရားပြောတယ်အတ္တတိပုရိသဇာနာတိမင်းသိတယ်လေတဲ့သူများမသိပေမဲ့မင်းသိပါမယ်ကွယ်ရမှာကိုယ့်အကိုတိတ်ပုံမဟုတ်တာလောက်တာသူများမသိဘူးဆိုလည်းကိုသိနေတယ်မဟုတ်တာတွေကိုကွယ်ရမှာလောက်တယ်အဲ့ဒီလိုကွယ်ရလုံးလို့မရဘူးတဲ့ကွယ်ရဆိုမရှိပါဘူးတဲ့ဘာလို့လဲဆိုအတ္တတိပုရိသဇာနာတိယတိကာတိဝနာဝမင်းလောက်တယ်မလောက်ဘူးဆိုတာမင်းကိုယ်တိုင်သိနေတယ်လေကွယ်ရပဲဟုတ်တယ်ဘယ်သူမှမသိဘူးဆိုတာမဟုတ်မင်းသိနေတယ်ကိုသိနေတာဒီပဲလဲရှက်စရာမကောင်းဘူးလားတို့တွေကံကောင်းပြီးကြီးပွားတိုးတက်ခြင်းနဲ့ဆိုလို့ရှိရင်ဝိရိယရှိရမယ်ပညာရှိရမယ်ကိုချင်းတရားကောင်းမွန်ရမယ်ကောင်းတဲ့လုပ်ပေါ်မှာစိတ်ဝင်စားရမယ်ဆိုတဲ့စိတ်ဓာတ်တွေမိမိရဲ့တဏ္ဍာမှာမရှိသေးရင်ရှိအောင်ရှိပြီးလို့ရှိရင်တိုးတက်ရှင်သန်များပြားခိုင်မာလာအောင်ကြိုးစားအထောက်ကြအမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားပြီးကျင့်ကြံပွားများကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း